Hero ကဘလို့ဒီနဲ့တိမှာဒီ Hero ကတော့ enemy တွေကိုတစ်ချက်တည်းနဲ့ပျောက်ဖြောက်နိုင်တယ်ဆိုတာဒါပေမဲ့ကျွန်တော်တို့ဒီနေ့ video မှာ Hero တာကိုကျွန်တော်တို့ test me နဲ့ဆုံးအောင်ဖြစ်ပါတယ်ဒါတော့ကျွန်တော် stone နဲ့ item နဲ့ emerald ဆက်ကိုပြတာဖြစ်ပါတယ်ဆိုတော့ဘာကြီးတော့မှကျွန်တော်ခုပဲဆက်လိုက်ကြရအောင်တော့ဂိမ်းနဲ့ရောက်အောင်တွေ့ကြမှာပေါ့ဆိုတော့ကျွန်တော်တို့လည်းဂိမ်းနဲ့ရောက်ပြီဆိုတော့ match play ရိုင်းလုံးနေကြတိုင်းလိုက်လုပ်ပါမယ်ဆိုတော့ကျွန်တော်တို့တော့ရှင်ကူ fan နဲ့ပေါ့ပတ်လိုက်နောက်လာပေါ့နော်အမရှင်ရပါပြီးပါတယ်ကျွန်တော် inspire ဖို့ဖြစ်ပြပါမယ်ဆိုတော့အားဒီဂိမ်းကတော့ဘာဂိမ်းမှမဆုံးပြီးတဲ့အတွက်ကျွန်တော်တို့ဒီမှာတော့မဟုတ်ဘူးเนาะဆိုတော့ဟာတာပူတာလိုက်တိမှလားမသိပါဘူးလို့ရတယ်အမှလည်းကျွန်တော်လေးနဲ့ကလေးရှောင်းနေပြီပြန်သိသွားရပါတော့เนาะကျွန်တော်လည်းမှကိုကကတိတာကိုကျွန်တော် live ဝယ်ဆွဲဖို့လုပ်တာပါမှာ live ဝယ်ဆွဲပါတယ် live ဝယ်ရပါပါတယ်တော့ကျွန်တော် level 4ရပြီဆိုတော့ enemy ကို live ဖြစ်ပါတော့ဘယ်လိုကြည့်တာလိုက်ပါအမှပဲကြုံရတဲ့ချောင်းတွေကိုကျွန်တော်ကောက်ထားလိုက်ပါတယ်အမှကောက်ထားလိုက်ပါဟိုဘက်ကကတိတာကိုဝင်တော့မှရှင်းလေးဝင်လာပါတယ်ဆိုတော့ကျွန်တော်ခေါ်အောင်ဖို့လေးကိုပြင်ရတယ်မှထုတ်ပြီးလည်းအဲ့လိုပဲပေါ့လို့ဆိုတော့အမှပဲကျွန်တော်လည်းပြောကြည့်ရပြီးတော့ကျွန်တော်ကောင်လည်းဖြစ်ချင်ရဖြစ်နေတင်းလို့ကျွန်တော်လည်းပြင်ရှော့ရပါတယ်အမှပဲကျွန်တော်လည်းဖိစားနေအောင်မှာဆရာချောင်းရောက်လဲဆရာချောင်းကိုလိုက်ကတိတာဝင်လာတော့ပြပြပါပြီတော့အမှပူတာထောက်လာတော့အကုန်လုံးပြင်ရှော့ရပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့လည်းအလဲလဲတောက်ဝယူပြပြရင်းနဲ့ချုပ်ပြီးခြုံထဲမှာ grand ကြာဆောက်အောင်တော့အဲ့လိုနဲ့ပဲကျွန်တော်ထင်နိုင်လိုက် grand ကြာလေးကရောက်ရှိလာပါတယ်အမှကျွန်တော်ပေါင်းတက်ပေးလိုက်ပါတယ်အမှဒီသူမကကျွန်တော်တောက်တလဲကြီးလောက်ပါပါတယ်သူပြန်တီးမဲ့ခွက်ကြီးပါနဲ့ပဲကျွန်တော်လည်းထင်ရရင်အိမ်နာမှာနေတာပြန်တီးသွားပါတယ်အမှကျွန်တော်တို့လည်းထွက်လာပြီးချင်းမှာကရောရကျွန်တော်ဝမ်းချိန်နဲ့ပြစ်တိုက်လိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီတီးသွားလားဆိုတီးသွားပါအောင်ဆရာကြီးကလည်းတီးမှာဟုတ်တယ်မဟာဟာပဲကျွန်တော်ခြုံထဲမှာရှင်နေတာတီးသွားပါတော့ဘလို့ကြည့်ရတယ်မှဒီကျွန်တော်အဲ့ကောင်တက်စီနဲ့ဆိုရမှာဘလို့ကြည့်မကြည့်လေတွေ့လားဒါမှမဟုတ်ကိတ်ထွက်လာပဲတော့ဟိုဘက်က grow ရလဲပဲဘွားညှို့လည်းမသိပါဘူးကျွန်တော်ပဲလိုက်ချနာမှကြည့်လူနဲ့ပဲကျွန်တော်ခြုံထဲမှာနေတာဟိုမှာခြောင်လေးတွေလိုမျိုးကောက်ထားပြီးလိုက်ပါတယ်အဲ့လိုနဲ့ပဲပွဲချင်းရှင်းရဆိုတိုင်မရောက်ကြည့်သွားတဲ့အချိန်မှာကျွန်တော် grow ယူကျွန်တော်လက်ခါပြချင်းမှာကြည့်ရတာဟဲ့အပြောက်ပဲဘလို့တွေ့ရဒီလိုနဲ့ပဲကျွန်တော်လည်းရှင်မကြည့်တဲ့ရှင်လေးတီးကြခံလိုက်အဲ့ပြန်ရှော့သွားပါတယ်အမှပဲကျွန်တော်ဂူရှင်မဟုတ်တဲ့အလူရှင်ဝိုင်းတက်ဖို့ဆိုထွက်လာတဲ့အချိန်မှာကျွန်တော်ဝင်ခဲ့ပြီး test me နဲ့စော်ပြီးလိုက်ပါတယ်ဆိုရဖွင့်ဒီမှာကျွန်တော်တိုင်မီမှမခံနိုင်ဘူးတွေ့လားဒါလည်းဒီကောင်တွေကစောင်းမှမရှိပါဘူးအမှကျွန်တော်ဝင်ချလိုက်ပါတယ်မိသားစုလိုက်ကျွန်တော်တီးထုတ်ပြီးလိုက်ပါတယ်အမှပြန်ရှော့သွားပါတယ်ဟိုကောင်တွေကတော့အမှပဲကျွန်တော်ဆေးရချောင်းဝင်လာပါတယ်နော်ဆေးရချောင်းကျွန်တော်တက်ဖို့လုပ်တာပါဒါပေမဲ့မရပါဘူးမကြည့်ရလိုက်ပါသူပဲပြန်ရှော့သွားပါတယ်ကျွန်တော်တိုင်မီနဲ့အဲ့ပဲကျွန်တော်တို့အောက်လမ်းမှာခရီးစားနေတော့ရင်မကြီးတဲ့ရှင်လေးကကျွန်တော်ကိုလာတီးသွားပါတယ် inspire နဲ့ဖွင့်ပြတာတီးမလို့ဖြစ်ပြီမဲ့ကျွန်တော်မှန်တာမရှိရကြတော့ကျွန်တော်ပဲပြန်ရှော့သွားပါတယ်ဆိုတော့ဒီလိုနဲ့ပဲကျွန်တော်တို့လည်းထဲမှာပတ်တယ်ကြီးဖြစ်တယ်ပေါ့နော်မှာပတ်တယ်ဖြစ်တာဘလူဘက်ကနိုင်သွားလဲဆိုတော့ထုံးစံနိုင်မင်းသားရွယ်နိုင်သွားဘောမှာဘူဘက်ကအကုန်လုံး white အောက်ကကျွန်တော်တော့ဘာမှမလုပ်လိုက်ရအောင် easy ပဲပေါ့နော်ဒီလိုနဲ့ပဲကျွန်တော်လည်း inspire ရေးဝင်တာဝါယူဆောင်းနေတဲ့ဒီဝေးရတော့ပြီးဆုံးသွားတယ်ပေါ့နော်ဆိုတော့ဒီဘက်မှာကျွန်တော် MVP ရပါတယ်ဆိုတော့နောက် game 2ကိုဆက်သွားလိုက်ကြရအောင်ဆိုတော့ကျွန်တော်တို့ game ထဲမှာ2မှာတော့ရှည်ဝေးတွေမလုပ်နေတော့ဗျကဲပွဲတော့ချတဲ့နေရာတန်းသွားအောင်ဆိုတော့ကျွန်တော်ပွဲဆိုင်ဆိုတဲ့ level 2ရနဲ့ခိုးလင်းတော့ခံတယ်ပေါ့နော်အမဝဝကိုတီးတယ်အမဝဝဟိုဘက်ကနှစ်တိုင်လေးကမစောတယ်ဘူးလားမသိဘူးအမဘလို့ပဲကြီးလိုက်ပါတော့မကျွန်တော်သူ့ inspire ဖွင့်ပြန်ပြစ်တယ်ပေါ့နော်ကျွန်တော်ဘက်ကဟန်နေနေရပြန်လာပြန်ပြစ်တဲ့တိုင်းမဲ့ကျွန်တော်နှစ်ကောင်ပဲပြန်ရှော့ရပါတယ်မဘလို့ကြီးလိုက်ဘောကောင်တီးရနေလေးနဲ့မသိတော့ပါဘူးအမဆိုနန္ဒာလီယာမသိတဲ့အပြင်မှာကျွန်တော်မှသူတို့၄ကောင်ပေါင်းရင် point တက်သွားပါလဲမှာဘလို့ကြည့်လိုက်တာမှ၄ကောင်ပေါင်းရင်တမသွားပါလေကျွန်တော်ဒီကောင်လေးညှိုးထားပြီလေဆိုတော့ကျွန်တော်ထွက်လာတော့မှကျွန်တော် level 3ယူတယ်မှာချီချောင်းလာလုံနေဟာလီကိုကျွန်တော်လောက်ပါတယ်မှာပြီးတော့ကျွန်တော်အပေါ်လဲကိုပြန်ခန်းတယ်ပေါ့နော်အမကျွန်တော်ဂျွန်လိုင်းနန္ဒာလီယာလေးကို ski 2လေးနဲ့လုပ်ပြီးလိုက်တယ်မှာကျွန်တော်ကောင်လေးကိုပြည့်ပြည့်မယ်ဒါပေမဲ့မသေးပါဘူးပဒန်းနဲ့ဆိုကျွန်တော်တို့ပြန်ရှုံးမှကြလို့ပြန်ဖက်လိုက်ပါတယ်ဆိုတော့မှကျွန်တော်လည်းအောက်လိုင်းမှာစောင်းနေနေအမှနတာလီရဲ့ရမြန်မာလိုရင်ချလာပါတယ်ဆိုတော့ကျွန်တော်ဟန်နမ်မီကိုဝင်တက်ပါတယ်ဒါပေမဲ့မရပါဘူးဆိုတော့လေကြီးကတော့ကျွန်တော်တို့ hyper wave view ပေါက်တော့ဝင်ရပါပါတယ်ကျွန်တော်မှ level 4ယူတော့နော် level 4ရိုက်ဆိုတော့ဟိုကောင်တွေအကုန်ဖြဲတော့မှကြည့်ရမှာဘလို့ကြည့်ကျွန်တော်ဖြဲရဟာကျွန်တော်ဖြဲကြည့်တို့ကျွန်တော်ရင်ဖြဲသွားကျွန်တော်ဒီပြေးသွားဒီလိုနဲ့ပဲကျွန်တော်လည်းပြန်ထွက်လာတော့အမှတော့ဘောပြီးဘူးဆိုဟာဒီမလားသူလည်းပြန်ချော်သွားပါတယ်ဒါပေမဲ့သူပြန်ရှော့ရပါတော့တကယ်ရှော့ရဝေါ်မှာပါဟဲကဝင်နိုင်သွားပါ
ဆိုတော့အမဝင်လာတဲ့အမနတာလီယာလေးကိုကျွန်တော်စကေးဘွားလေးနဲ့ပြေးပြလိုက်တယ်သူကားတယ်ဝင်လိုက်လို့မရတော့ဘူးပေါ့အော်ကျွန်တော်လည်းအလဲလင်းတာဝါယူဟန်နမီနဲ့ပေါင်းပြီးတော့ချိုးဝင်လာတဲ့ဂျွန်လာတဲ့ကောင်လေးတီးလိုက်ပါတယ် inspire လေးဖွင့်ပြီးတော့ pro ကြည့်ပါတမ်မီကထွက်ပါတယ်ဟန်နမီထက်တော့တမ်မီကထွက်သေးတယ်ဆိုတော့မှကျွန်တော်လည်းခိုးလဲပြန်ကန်တော့အမဂျွန်လာတဲ့ကောင်လေးကိုစကေးတူးလေးနဲ့ဝင်မှုတီးသွားပါတယ်သူအဲ့လိုနဲ့ပဲကျွန်တော်လည်း problem ဒီ second တာတဲ့ရောက်သွားတယ်ပေါ့နော်အမကျွန်တော်လုပ်ပြီးလဲမှာဟိုဘက်ကကောင်ပြေဆိုးသွားပါတယ်ကျွန်တော်လော့လေကျွန်တော်အနိုင်ဘက်ကရပါတယ်ပေါ့နော်ကျွန်တော်ဒါမှမဟုတ်တို့တင်လုံးဒီဘက်ပြန်ချိုးရပါတယ်အမတို့ကြည့်လိုက်ပါကျွန်တော်ဝင်ဖြတ်ပြရပါအဲ့လိုနဲ့ပဲကျွန်တော်လည်းဒီမှာ shop bell ရောနေနေကျွန်တော်ကိုပဒန်းထိုးတော့ပြန်တည်သွားပါတယ်ကြီးကြီးတမန်လေးလို့ဆိုတော့အဲ့လိုနဲ့ပဲလေလမ်းမှာငကားကြီးပြုတ်ကြီးနေကျွန်တော်ပထေထားပြကုန်ပါတယ်နှစ်သိန်းလုံးမှာဘရိုးကြီးပါပထေထားပြကုန်မှာပဒန်းဝင်ထိုးတယ်မှာကျွန်တော်83နဲ့မှာဒါမျိုးဘောဝင်ကြီးကျွန်တော်မှာဘရိုးကြီးလိုက်တော့ကျွန်တော်ဝိုင်းဖြတ်တာမှာအဲ့တော့တီးကန်ကြီးလေးတော့80ပွင့်သွားတယ်ဆိုတော့အမှကျွန်တော်လက်တက်သားရရတော့မှကျွန်းနေဟာဒီလေးကျွန်တော်ချောင်းနဲ့ပေါင်းပြီးလိုက်ပါတယ်ဆိုတော့ရေမှာကိုပလန်ချောင်းပြန်ထိုးရပါတော့ဒါမှမသိပါဘူးအဲ့တော့ inspire နဲ့ပြင်ကြည့်ကြည့်လို့ဒါလည်းမရပါဘူးပြတ်တည်သွားရပါတော့ဆိုတော့အမှကျွန်တော်လည်းဝူရှူဝါလာလုံးနဲ့ငကားကြီး inspire ကြီးဖွင့်ပြစ်ပေးလိုက်တော့တော့မှသူပြန်တည်သွားပါတယ်နော်သူကြည့်လိုက်ပါမနေ့တက်ကရဟိုဒီကောင်ကြီးကကျွန်တော်သူလည်းတည်သွားကျွန်တော်လည်းနောက်ကနတာကြီးကဝင်လာပြီးပြင်ချောသွားပါတယ်ဒီနဂါကြီးကဆိုဘရုံလည်းပါတော့စောက်မှတ်ကိုမကြည့်ရမှာကျွန်တော်ဝင်သွားတယ်လာပြင်ကြီးရပေါ့နော်ဒါပေမဲ့ကျွန်တော်အထာနဲ့ပြီးပြင်ပြီးရတန်းတာပဲသူကြည့်လိုက်ပါမှာကျွန်တော်တည်တော့ပတ်ပါတယ်မှာကြီးရကောင်လေးရတော့ပြင်ချောဟဲ့ငါလုံးပြန်တည်သွားရဟာဆိုတော့အဲ့ဒါနဲ့ကျွန်တော်လည်းအမဝုံမချင်းနဲ့ခြုံနေရဆောက်ပြီးစကီတူလေးမှာစတန်မှာဟန်နမီကလုံးဝကွတ်တီရောနော်ကွတ်တီပဲကျွန်တော်ဒူပါတော့ဒူကွန်ဘဆောင်းမိုက်ပါတယ်ဆိုတော့အဲ့လိုနဲ့ပဲကျွန်တော်တို့ပဒေရီကသူပြစ်ကိုပြစ်သူတီကိုတီနဲ့ပဲပဒေရီကပြီးသွားရပါတော့ဆိုတော့ကျွန်တော်တို့ဒီမှာ locky ပါမယ်အနာမီကတော့ locky နေရောမှာဆိုတော့ဝင်ရှုပ်တဲ့ကောင်လေးတို့ကျွန်တော်ဆုံးမှာပါဟန်ခါလီမှာကျုံလိုက်ပြီးအမနတာလီကကျွန်တော်ပြင်ဝင်ထားတယ်ဒါပေမဲ့မရပါဘူးသူဆိုတော့အဲ့လိုနဲ့ပဲကျွန်တော်လည်းအမပဒန်းကိုပေါင်းတက်လိုက်ရောတင်းလုံးနဲ့ပေါင်းပြီးတော့အမဆိုတော့ပဒေရီထားဖြစ်ကုန်ပါရဲ့အမကျွန်တော်အမ်းပါတော့မင်းဘူးကြည့်လိုက်ပါခဏနေအမ်းတော့မှာပါဆိုအမှာပဲကျွန်တော်တို့ဖင်လာကိုညားဟာဒီလေးကျွန်တော်တို့မှာပေါင်းတက်ပြီးလိုက်ပါတယ်ကျွန်တော်တို့ပေါင်းပြီးတော့ဆိုတော့ကျွန်တော်တို့မှာတာဝါကြီးကိုပျော်ပျော်ကြီးထုတ်ပြနေရိုက်တော့ပါမယ်လို့ကြည့်တော့ကျွန်တော်2ချက်3ချက်ပဲပြေးလိုက်ရတယ်ဒီလိုနဲ့ကျွန်တော်တို့ဖက်တယ်ကြီးပြန်နေဘယ်လိုဖြစ်မှန်းမသိဘူးကျွန်တော်ပွဲရက်ပြီးသွားခဲ့ပေါ့ဒီဘက်မှာကျွန်တော်အောင်မကြည့်ရတော့မရပါဘူးထုံးစံနိုင်ပါပဲဆိုတော့အားလုံးပဲကြည့်ကြည့်ပေးရတယောက်ချင်းပြန်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင် channel ကို subscribe လုပ်တိုင်း subscribe ပြုလုပ်ပေးကြပါဦး